အခုလိုဂျိုးဝိုင်းတွေကဖိုက်တာကြီးတွေကိုမိတ်ဆွေတို့အနေနဲ့ဘလို့မြင်ပါတယ်လဲထိုးချက်ကမထိရောက်လိုက်တာကန်ချက်ကလွဲလိုက်လာဆိုပြီးအားမလို့အားများဖြစ်နေတဲ့မိတ်ဆွေတို့အများကြီးရှိကြမယ်လို့ထင်ပါတယ်တယောက်နဲ့တယောက်ထိုးချတော့ခါမှာကိုအားပေးတဲ့သူကိုပဲနိုင်စေချင်တာတဘာဝမို့လားအဲ့ဒါကိုအောက်ကနေကြည့်ပြီးတော့အားမလို့အားများဖြစ်နေတဲ့မိတ်ဆွေတို့တွေတပုံကြီးရှိကြမယ်လို့ထင်ပါတယ်တကယ်တော့အခုလိုပွဲဟာအရန်ကိုမှအန်တဲ့ညာလုံးတို့ပွဲတစ်ပွဲလဲဖြစ်ပါတယ်အခက်မသိဘဝတွေပေးဆက်ရတဲ့အသက်တွေမှာဆုံးရှုံးလိုက်ရတဲ့ဖိုက်တာကြီးတွေလည်းအများကြီးရှိကြတယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့သိပါသလားဒီကနေ့မှာကျွေတလက်ကြက်တခုံဆိုတဲ့စကားတိုင်းပဲအခက်မသိလို့တစ်ချက်လေးထိမိခိုက်မိသွားခဲ့တယ်ဆိုရင်သူတို့ရဲ့ဘဝတွေသူတို့ရဲ့အသက်တွေဆုံးရှုံးလိုက်ရတဲ့ဖိုက်တာကြီးတွေရဲ့ပွဲတွေကိုကျွန်တော်ပြန်လည်ပြီးတော့တင်ဆက်ပေးမှာဖြစ်ပါတယ်သူတို့ရဲ့ထိုးချက်ဟာပြောတယ်လို့ပြောနေတဲ့မိတ်ဆွေတို့တွေအနိကတေချာလေးဆွဲပြီးတော့ကြည့်ကြပါသူတို့ရဲ့ထိုးချက်တွေကလုံးဝပြုံးညံ့လို့ထဲမှာမပါပါဘူးတယောက်နဲ့တယောက်ရှင်းပြိုင်ထိုးကြလို့ခါမှာကိုမှရှိတဲ့အားအိမ်တွေအကုန်စုစည်းပြီးတော့ထိုးကြလို့ပွဲတစ်ပွဲလည်းဖြစ်ပါတယ်ဒီပွဲတစ်ပွဲကိုတေချာလေးသုံးသက်ကြည့်ပါတစ်ဖက်လူကဒူးနဲ့ဝင်ရောက်ပြီးတော့တိုက်လိုက်လို့ခါမှာတိုက်ခံလိုက်ရတဲ့သူရဲ့နံရိုးတွေကဘယ်နှချောင်းစလုံးကျိုးသွားတယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့သိနိုင်ပါသလားထို့တူပဲကျိုးဝိုင်းထဲမှာအခုလိုဘဝတွေပေးလိုက်ရတဲ့သူတွေလည်းအများကြီးရှိကြပါတယ်တယောက်နဲ့တယောက်ရှင်းပြိုင်ထိုးကြလို့ခါမှာခွန်အားကိုသုံးပြီးထိုးရတာဖြစ်တဲ့အတွက်လက်ဦးမှုရတဲ့သူကသာနဲ့မြဲတမ်းလို့အသာစီကရခဲ့ပါသေးတယ်ဒီကစားသမားတယောက်ဟာသူ့ရဲ့ခြေတော့လုံးဝလှုပ်ရှားလို့မရတော့လို့အခါမှာတော့သူဟာဘယ်တော့ခါမှအရှုံးမပေးတဲ့သူတွေမှာပါပါတယ်ဒါကလေသူတို့ရဲ့အိမ်မက်တစ်ခုဖြစ်တဲ့အခုလိုရွှေခပတ်ကြီးတွေကိုမမော်တန်တာတို့စိတ်တစ်ခုကြောက်လေဖြစ်ပါတယ်ဒီကစားသမားတယောက်ကတော့တစ်ဖက်လူကိုအားကုန်ထည့်ပြီးတော့ခုလိုမျိုးလှမ်းပြီးတော့ရှင်ပြန်လိုက်လို့အခါမှာသူ့ရဲ့ခြေထောက်ဟာမထင်မှတ်ပဲနဲ့အခုလိုမျိုးခောက်ပြီးတော့ကျိုးသွားခဲ့ပါတယ်တစ်ဖက်ကစားသမားကလည်းအားကစားသမားစိတ်တက်အပြည့်ရှိတာမို့ဘာမှဝင်ရောက်မလုပ်ဘဲနဲ့အခုလိုလက်ညှိုးထိုးပြီးတော့ဒိုင်ကိုပြခဲ့ပါသေးတယ်ကစားပွဲတစ်ခုမှာကစားသမားစိတ်တက်အပြည့်အဝရှိဖို့သာလဲအဓိကကြပါတယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်တချို့သောကစားသမားတွေကငါနိုင်ပြီးတော့တစ်ဖက်သူဘာပဲဖြစ်ဖြစ်ဆိုတော့တကူကောင်းဆန်တို့ကစားသမားစိတ်တက်မျိုးတွေအများကြီးရှိကြပါတယ်အားကစားကိုအားကစားနဲ့တူအောင်မကစားကြဘဲနဲ့လောဘဒေါသစိတ်အနိုင်ရခြင်းတို့စိတ်တွေနဲ့ရှင်ပြိုင်ထိုးတက်နေတဲ့သူတွေလည်းအများကြီးရှိကြပါတယ်ဒီကစားသမားတယောက်ကတော့တစ်ဖက်လူရဲ့ခြေထောက်ကိုအခုလိုမျိုးကန်လိုက်လို့ခါမှာတစ်ဖက်သူကပြန်ပြီးတော့ခံလိုက်တော့သူ့ရဲ့ခြေထောက်ထပ်ပိုင်းထွက်သွားခဲ့ပါတယ်တခါတလေမှာကျွန်တော်တို့အမှတ်မဲ့ထင်တာလို့အရာတွေကကျွန်တော်တို့ကိုရှုံးနေမှုတွေဖြစ်သွားစေခဲ့ပါတယ်အခုလိုမျိုးကြုံတွေ့လို့ခါမျိုးတွေမှာကျွန်တော်တို့တွေပြင်ဆင်လာရမှာကခံနိုင်ခြင်းရှိဖို့ပဲမဟုတ်လားကံကောင်းရင်တော့ကျွန်တော်တို့ရဲ့နာမည်တွေအရန်ကုန်မှကြီးသွားမယ်ကျွန်တော်တို့ကစားသမားတွေလိုချင်မတ်မောနေတဲ့ရွှေကပတ်ကြီးလဲကျွန်တော်တို့တွေတိမ့်ပိုက်နိုင်ခဲ့မယ်ကန်ဆိုးသွားခဲ့တယ်ဆိုရင်တော့တစ်ချက်တည်းနဲ့ကျွန်တော်တို့ရဲ့ဘဝမှာပျောက်ဆုံးမကပျောက်ဆုံးသွားနိုင်တယ်ကျွန်တော်တို့အသက်တွေမှာပျောက်ဆုံးသွားနိုင်တယ်နောက်ကျိုးဝိုင်းတွေကိုဘယ်တော့ခါမှပြန်ဝင်လာလို့မရတဲ့အထိအခုလိုမျိုးဘဝတွေပျောက်ဆုံးသွားနိုင်ပါတယ်တချို့သောကစားသမားတွေကတစ်ဖက်သူလဲကျသွားခဲ့ပြီဆိုရင်ရှင်ပြိုင်မထိုးတော့ဘဲနဲ့အသာကြီးရဲကြည့်လိုက်လို့ကစားသမားတွေလည်းအများကြီးရှိပါတယ်စိတ်ကောင်းနှလုံးကောင်းရှိလို့ကစားသမားတွေလည်းအများကြီးရှိပါတယ်အားကစားကိုအားကစားစိတ်သက်ပီပီတသားနဲ့ဝင်ရောက်ရှင်ပြိုင်တဲ့ကစားသမားတွေလည်းအများကြီးရှိကြပါတယ်ဒီလူကိုတေချာကြည့်ကြည့်ပါသူ့ရဲ့မျက်နှာကိုတေချာကြီးထိုးမိသွားခဲ့တာတော့မှသူ့ရဲ့ရှင်ပြိုင်ခြင်းလို့စိတ်ကအပြည့်အဝရှိသေးတယ်ချက်ချင်းဆိုသလိုမလဲသွားပဲနဲ့သူ့မှာတောက်ခတ်နိုင်တဲ့အင်အားတွေညာရေးသူထုတ်သုံးခဲ့ပါသေးတယ်ဒါပေမဲ့စိတ်မကုန်းဆောင်နဲ့ပဲသူဟာဒီကျိုးဝိုင်းထဲမှာလဲချင်းမကလဲကျသွားပြီးတော့သူ့ရဲ့ဘဝဟာလည်းကျိုးဝိုင်းထဲမှာကြည်မလရှုမလဖြစ်သွားခဲ့ပါတယ်မိတ်ဆွေတို့အနေနဲ့အခုလိုကျိုးဝိုင်းတွေကဖိုက်တာကြီးတွေရဲ့ပွဲတွေဟာအားမလို့အားများဖြစ်နေတယ်ဆိုရင်ဒီဗီဒီယိုလေးတွေကိုကြည့်ပြီးတော့မိတ်ဆွေတို့အနေနဲ့ဗာမြန်ပြောချင်ပါတယ်သူတို့ရဲ့ထိုးချက်တစ်ချက်ထိလိုက်တာနဲ့ကျွန်တော်တို့တာမန်လူတွေဆိုရင်တလားလောက်တင်စံပြုတ်တောက်သွားနိုင်ရမှာသိကြပါပဲလေ့ကျင့်မှုမရှိဘဲနဲ့အခုလိုကစားပွဲတွေမှာဝင်ရောက်ပြီးတော့ရှင်ပြိုင်လို့လည်းမရပါဘူးကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေကျွန်တော်တို့ရဲ့သွေးကြောတွေဟာအရန်ကုန်မှပြင်းထန်မာကြောနေတဲ့
သူတွေဖြစ်မှတ်သားလင်အခုလိုကစားပွဲမျိုးတွေကိုဝင်ရောက်ရှင်ပြိုင်လို့ရမှာပဲဖြစ်ပါတယ်။တမန်လူတစ်ယောက်အနေနဲ့အခုလိုကစားပွဲတွေမှာဝင်ရောက်ပြီးတော့ကစားဖို့ဆိုတာလုံးဝမဖြစ်နိုင်တဲ့ကိစ္စမျိုးဖြစ်ပါတယ်။ရာနီယာနဲ့မာလီခင်တို့ရဲ့ပွဲတစ်ပွဲကိုကြည့်ကြည့်လိုက်ပါ။မာလီခင်ရာနီယာကိုဘယ်လောက်ထိထိုးကျိတ်လိုက်တယ်ဘယ်လောက်ထိတိတ်လိုက်တယ်ဆိုတော့မိတ်ဆွေတို့နဲ့အားလုံးသိပြီးကြပြီထင်ပါတယ်။ရာနီယာတော့ချက်ချင်းဆိုသလိုစေးရုံကိုတခါတည်းတန်ပိုးလိုက်ရလို့ဘဝမျိုးမှာရောက်ရှိသွားတာကိုမိတ်ဆွေတို့အနေနဲ့သတိထားမိမယ်လို့ထင်ပါတယ်။ကစားပွဲတစ်ပွဲမှာထိရောက်စွာထိုးနိုင်ဖို့အရေးကြီးတယ်လို့အတိတတိဝိရိယကလည်းအយ៉ាងကုန်မှာအရေးကြီးပါတယ်။ပြိုင်ဘက်ကိုတစ်ချက်လေးပေါ်ဆမိသွားတာနဲ့ကိုမှခံစားလိုက်ရမှုခံစားမှုကြီးကအយ៉ាងကုန်မှာကြောက်မက်ဖွယ်ရာကောင်းပါတယ်။ဒီတော့ဆိုရင်အခုလိုကြိုးဝိုင်းတဲ့ပွဲတွေဟာဘယ်လောက်ထိကြမ်းတမ်းတယ်ဘယ်လောက်ထိကြောက်မက်ဖွယ်ရာကောင်းတယ်ဆိုတော့ကိုယခုကြည့်နေတဲ့မိတ်ဆွေတို့တွေသိတော့ပြီလို့ထင်ပါတယ်ဒီစီဇန်လေးကိုဒီညမှာပဲရှင်းနာခွင့်ပြုပါကျွန်တော်နာမည်ကတော့လင်းညိုပဲဖြစ်ပါတယ်အားလုံးရှင်လန်းချမ်းမြေ့ကြပါစေ